မောင်နေရလေးရဲ့ချေချွန်မေယုံကြည်ပါကျွန်တော်တနေ့တောင်းပါရမယ်နေအောင်လို့ဆွမ်းအောင်ကြည့်ပေမဲ့သူဝင်ကျွန်တော်တော်လေးနော်ရဲ့အဲ့လိုပဲအောင်မြင်လက်တွေ့တက်တင်ကွန်မြူနာတင်နန်းကနေပြီးတော့မှတင်နန်းချောင်းဝဲခုလောလောဆယ်မှာ6ခုကတရားဝင်ရှိတယ်နောက်2ခုကဒီနွေရာသီចောင်းပိတ်ရက်မှာတိုးချဲ့မယ်နေအောင်ကြီးလူဆွဲအားမကြီးပေနဲ့လူဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဟောဒီလိုပေါ့နော်ပြောလာလောလို့အမောင်တွေကအလင်းရဲ့ကြေးကျွမေတဲ့အဲ့လိုပဲဆရာမကဒီအနာဂတ်မှာလမ်းပြောင်းနေတဲ့လူငယ်တွေကိုယ့်ရဲ့ဘဝကိုဘယ်လမ်းကိုရွေးရအောင်မတိဆောက်နိုင်တဲ့ကလေးတွေနော်အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မွေးရသေးစားဆိုတဲ့ခေါင်းစဉ်အောက်တေးလေးချဘိုးဆိုတဲ့ခေါင်းစဉ်အောက်မှာပျောက်ဆုံးနေတဲ့လူငယ်တွေတက်ကိုလမ်းပြခြင်းနဲ့ဟုတ်ဖြစ်တယ်အဲ့ဒါအောင်မြင်ပါနောက်ပြီးတော့နေအောင်ကြီးလိုစွမ်းအားမကြီးပြီမယ်ဆရာမဘလောက်ပဲစူးစမ်းလေတကဘာလုံးတော့ဆရာမကမနှွမ်းမှုနိုင်အဲ့ဒီအတွက်မာဂျူရီလောက်တော့လင်းနိုင်ရဲ့ဆိုတဲ့အတိုင်းမြန်မာပြည်တပြည်လုံးတော့ဆရာမလွှမ်းမိုးနိုင်မယ်လို့ထင်ပါလေတင် जा နိုင်မယ်လို့ထင်တယ်နော်အားလုံးကိုဖိတ်ခေါ်ပါလေနေပြည်တော်မှာရှိတယ်